ဒီလူရုပ်မှာကထောင်ထဲဒီမျက်လုံးပုံကလုံးဝ Mexico America Wow, beautiful afternoon. I don't think there's anything that could ruin this day. Yo, calm down. Yo, chill. Bro, stop. Is it on me? What? The spider. No, you're fine. You're fine. Oh, okay. Must be an empty web. Yeah, it was. You're. Oh. Do not get a dog pillow off of Temu. Oh my god. There's something wrong with this thing, bro. I swear. I don't want this pillow anymore, bro. နေတို့ကသူ့မှာတငယ်ချင်းလဲဟုတ်ပြိုင်မဲ့လို့လဲခေါ်လို့ရတဲ့သူတယောက်ရှိပြီလက်ရှိအချိန်မှာသူတို့ရဲ့လမ်းကမတူညီကြပေမဲ့အဲ့ဒီတငယ်ချင်းကိုမရရအောင်ပြတ်ခေါ်မှဖြစ်တဲ့အကြောင်း Sasuke ကိုပြောပြလိုက်ပါတယ်အဲ့ဒါကြောင့်ပဲသူကအပြင်းထန်လေ့ကျင့်နေရဖြစ်ပြီးသူကိုယ်တိုင်တန်မာလာမှသာသူ့တငယ်ချင်းကိုပြတ်ခေါ်နိုင်မှာဖြစ်ပေမဲ့သူ့ရဲ့ကြောက်စရာကောင်းတဲ့စွမ်းအားကဘေးကလူတွေကိုထိခိုက်စေမိရဲ့အကြောင်းကိုရင်ဖွင့်လိုက်ပါတယ်Sasuke ကလည်းသူ့ရဲ့တငယ်ချင်းတယောက်အကြောင်းပြောပြမယ်လို့အစချလိုက်ပြီးအဲ့ဒီသူကသူ့ရဲ့ရှီမန်းချက်တစ်ခုအတွက်ဘေးနားမှာရှိနေတဲ့သူတွေထံကနေထွက်လာခဲ့တဲ့ပြင်တန်မာလာရင်အရာအလုံးပိုင်ဆိုင်နိုင်လိမ့်မယ်လို့ထင်ခဲ့ပေမဲ့Hey you want to see it don't မင်းကလေးတယောက်ဟာတင်းချပြိုင်ပွဲမှာသူပါအဖြေပဲရေးသူ့ရဲ့မွေးစားညီမကသူ့ထက်စက္ကန့်ဝက်လောက်စောပြီးအမြဲတမ်းတူညီတဲ့အဖြေတွေကိုထုတ်ပြနေတာကိုတွေ့လိုက်ရလို့အယံအံ့ဩသွားပါတယ်ပု္ပ္ပစာအတွက်あんたたちいきなり抜けて渦巻きナルトだぜケリーつけてやるအကြောင်းလုံးမှာရှိတဲ့ဆရာမတွေအားလုံးကတုံးတွေကြီးဖြစ်ကုန်ကြတယ်။ကျောင်းသားတွေနဲ့မိဘတွေအားလုံးအံ့ဩမင်သက်သွားရတဲ့ဒီဖြစ်ရဆိုးဟာအမျိုးသမီးတဦးကသူမရဲ့သမီးလေးအတွက်ပြင်းထန်တဲ့လက်စားချေမှုကိုပြုလုပ်ခဲ့လို့ပါပဲ။မင်းညကမိခင်ဖြစ်သူအိမ်ပြန်ရောက်တဲ့အချိန်မှာသမီးလေးဟာအိမ်ယာထဲမှာခေါင်းမိချုံပြီးတရှုံရှုံငိုနေတာကိုတွေ့ခဲ့ရပါတယ်။သမီးလေးရဲ့လှပတဲ့သပင်ရှည်လေးတွေဟာအဖျားမာတွေမဟုတ်ပဲတကောင်းလုံးနီးပါးရုပ်ဆိုးပြီးကြည့်ရစရာမရှိအောင်အတင်းအာရမရိပ်ပစ်ခြင်းခံထားရလို့ပါအကြောင်းရင်းကိုမေးကြည့်လိုက်တဲ့အခါမှာတော့အတန်းပိုင်ဆရာမဟာစာတင်နေတော့မှရှောင်ရီကသူမရဲ့သပင်တွေကိုစော့ကစားနေတယ်။ဒါဟာစာတင်ကြားမှုကိုအနှောက်အယှက်ဖြစ်စေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရုံးခန်းလေးကိုအတင်းအာရမဆွဲခေါ်သွားခဲ့တာပါ။အဲ့ဒီနောက်တခြားဆရာမတွေရှေ့မှာတင်ရှောင်ရီရဲ့သပင်တွေကိုကျုံးနဲ့အတင်းရိပ်ပစ်ခဲ့ပါတယ်။မြက်ဘူးဆိုရင်ကြောင်းတက်ခွင့်မပေးဘူးဆိုတဲ့ချင်းချောက်စကားတွေကြားမှာ6နှစ်အရွယ်ကလေးငယ်ဟာကြောက်လန့်တကြားနဲ့ငြိမ်ခံခဲ့ရရှာပါတယ်။မေမေသမီးရုပ်ဆိုးသွားပြီလား။ငယ်ချင်းတွေကသမီးကိုလှောင်ကြတော့မှလို့ငိုယိုပြီးမေးနေတဲ့သမီးလေးကိုကြည့်ပြီးမိခင်ဖြစ်သူရဲ့ရင်ထဲမှာဒေါသခိုးတွေဝေသွားခဲ့ပါတယ်။ဒါပေမဲ့သူမဟာသမီးလေးကိုစိတ်တန်ရာထပ်မရစေဖို့ဒေါသကိုမျိုးသိပ်ပြီးသမီးလေးကဘလို့နေလှပါတယ်တောင်မှုရှာပေးဖို့100ရာခိုင်နှုန်းအဆင်သင့်ဖြစ်နေပါပြီ။မနက်စာပြင်ပြီးတဲ့အခါသူမဟာကိုတင်နာကိုပြန်သွားပြီးသမီးလေးကျောင်းသွားရမယ်လေလို့နူးနူးညံ့ညံ့နှိုးလိုက်ပါတယ်။ဒါပေမဲ့ရှောင်းရီလေးဟာမျက်လုံးပွင့်လာတာနဲ့ချက်ချင်းမျက်ရည်တွေဝိုင်းလာပြီးမေမေသမီးကျောင်းမသွားချင်ဘူး渦巻きナルト螺旋丸多重影分身の術不動螺旋手剣Anyway, every word I need to say still sits in silence. Place up high where dust is raining, there's birds anyway. ခောက်ဆွဲလဲစားခြင်းနဲ့နောက်ပဲလဲထားခြင်းနဲ့ခောက်ဆွဲလဲပြုတ်တတ်တယ်နောက်ပဲလဲရှုပ်တတ်တယ်ခောက်ဆွဲလဲစားခြင်း Yeah, 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 boom, ba, yeah, boom. ကဲခုနကမှဗီဒီယိုတနာ ਈ တိုးပြီမတနာ ਈ တိုးပြီမတနာ ਈ တိုးပြီမတ